Hi everyone. Cái nào này nó cô mi to bị lại không phải đi trên số của như đó thì đi trên số của như đóมีกว่าอย่างนี้ทุนไทยအဖြစ်လို့ဆိုတော့ကိုကြိုက်တယ်လေมีกว่าอย่างนี้ทุนထားပြီးတော့ကိုပြောချင်တဲ့အကြောင်းအရာတွေကိုကိုရဲ့စပွဲပေါ်တွန်းချတယ်I feel so disgusted about people sometimes. People are so fucking disgusting. And I'm one of them. Like, and I really hate that. I really hate that I am the surviving one. Can you call it that way? That I'm okay staying with these people, that I can't leave, that I can deal with their shit. You know, မြင်နေရတာလေအရှမ်းမုန်းနေ narcissist ဖြစ်တယ်သူများတွေကို gaslighting လုပ်တယ် manipulative ဖြစ်တယ် I think I'm feeling very beyondစိတ်ထဲမှာအစင်မပြေခံစားနေရတာကဘာကြောင့်လဲဆိုတော့ကိုကသူတို့နဲ့အစင်ပြေနေရလို့ပဲ because they're so fucking idiotic. အောင်နောက်မပါတယ်လေ။အိုးချက်ဖားတယ်ကျမတယ်လို့တည်ရမလား။မြေကြီးပေါ်မှာအစာကိုနှုတ်ပြီးနဲ့ကလ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 လောက်နေလေအဲ့လိုလိုက်စားနေတယ်လို့ပဲ။အရှမ်းမမကောင်းတယ်။အရှမ်းမမကောင်းဆိုးဆုံးကတော့ကိုကသူတို့နဲ့အဆင်ပြေနေတာပဲတကယ်ကိုလေလေးတတ်တယ်ကိုအမြင်ကတ်တယ်
ကိုယ့်ရဲ့ playlist ထဲမှာခါနာထောင်တဲ့တခြင်းက Big Bag ရဲ့ necklace ဆိုတဲ့တခြင်းတခြင်းကIt reflects how I feel these days. Well, these days ဆိုတာကြာပါပြီဝေး3လလောက်တည်းခံစားနေရဆိုပြမယ်နော်မင်းမရှိတော့နေတာလဲအပူသေးတာလဲအပူမင်းမရှိတော့ထိုင်နေရမလို့ထနေရမလို့မင်းမရှိတော့နှလုံးသားစသတ်ထိုးရလို့မင်းမရှိတော့လုံးစိတ်လည်းနဲ့ချပြမလို့မင်းမရှိတော့နေအောင်လဲမလို့ကြေအောင်လဲမလို့ဒီကဘာကြီးပြည့်စုံတော့မသိလိုက်တလို့မင်းမရှိတော့အလုံးကိုလက်ပိုက်ပြီးရှိလို့ဒီနေ့စကနေရှိတွေ့ကြတယ်လို့စက္ကနိုင်ကိုမုန်းပြီးလို့မင်းမရှိတဲ့နေ့ကောင်းနေဟာရှိတိုင်းငါကကြောင်တွေမိုင်းနေShe the name, so say my beauty side. Mama, she already died. Nothing like me. Can't get on today. My diamond money. My diamond money.စက္ကနိုင်ရှိတွေ့ရမလို့ငါကမုန်းဒီလို့မရှိရလေကောင်းရအားရှိတိုင်းငါချောင်းတွေမိုင်းနေမရှိတော့တဲ့မရှိရလေ Say my music side ဘာမှမရှိတော့တဲ့တိုင်း Nothing like meနောက်တစ်ပုဒ်ကကိုယ်ဆူပြမှာအဲ့တော့ဘိုးကအခုအယောင်ချနေမိရအောင်နော်ဟိုဟာလေးနဲ့ crayon စေးနေဆိုတော့ပြီးရင်ကိုဒီနေ့ episode မှာသုံးမယ်အဲ့တော့ကိုတစ်ချက်တစ်ပုဒ်ထပ်ဖွင့်ပြမယ်အရင်နေ့ကကိုဖွင့်ပြဦးစဉ်းစားနေတာပေါ့နော်
We got that today. 在那对我不会。To lady, so that oh yeah, by Sadri, Shanazia, ain't not to live a life out of play. Together, I'm
Now tell silent and let below me. You can't do it. My sweet dreaming. The way I'm also late. I'm also late. The way I'm also late. Oh, the way I'm also late.တကယ်အစားကိုအလောက်ကြီးတချင်နေအများကြီးပွင့်ပြဖို့စိတ်ကူးမရှိဒါပေမဲ့ဖွင့်ပြချင်လို့ဖွင့်ပြလိုက်ပါတယ်ဒီနေ့တချင်ဖို့ဆိုမယ်again ဘေးဘက်ရဲ့တချင်ပဲဖြစ်မယ်January tolo amuyari kalo Dulu ni mita yo shishin yo ba Tayin nim chalai Dota bin salai U chang chang ga yep chiko wan ni lai ta Chami de nga to to mi ngok din dem chi ba Chan lo ni da Na mi me chalai yam loi bu mi chito me Tamu TV tapa ngago TV nyama TV tapa ngago TV tapa ngago TV nyama TV tapa ngago Ulu ne twilight Dilu ne twilight Cinta ya missing pauka ngapa ya la Senjero tetap Ando binga dra Sega plan to tell like be me a shima Chami de nga dra do me hap lang le da ta Nyamba Ti bong san cha yam lue bu me chit do me Du tamu Tiri tapa Gago tiri tapa Tiri tapa TV tapa ngago TV nyama TV tapa ngago TV tapa ngago TV nyama TV tapa ngago TV tapa ngago TV nyama TV tapa ngago Ulu ne twilight Chill ya ta ba bai koi Cô hả? Cái nào lên nốt Tí lâu mới phụ đi mẹ Hello Qua Mình nhà con em mà biểu hâm môn nạ luôn Vào lên rồi cũng ít biểu quá Hay quá lợn thế này Bây giờ nó lại Các con kia em mà biểu Làmให้กูတချင်းနေနားထောင်ပြီးrecording နေနားထောင်ပြီးပြီးတော့ပြန်လို့လာပဲအဲ့ဒီတချင်းနေ recording နေပြီးသွားတယ်အဲ့ကိုဒုက္ခပဲဆိုပြီးအဲ့ဟာဒီပေါ်မှာလှိမ့်နေရတာ4 နာရီလောက်ဖြစ်သွားတယ်ကို
melatonin တွေတောက်တာဟုတ်ဆိုနှစ်လောက်ရှိပါထင်တယ်စစချင်းတော့ melatonin ကဘာ effect မှမရှိဘူးနောက်ပိုင်းကိုတောက်လာများလို့ထင်တယ်အဲ့လိုအိတ်ချင်လာပေါ့နော်ကိုတောက်တဲ့ dose ကလည်းနည်းနည်းလေးတော့များတယ်မှန်တယ်ကိုကဒီလိုတောက်အိတ်မယ်ဆိုရင်စောစီကိုတောက်ပြီးအိတ်တယ်ကွာမဟုတ်ဆိုရင်ကိုကဥမာနေ့လေးနာရီချမှထားပြီးမလက်တိုနေနေတောက်နောက်နေ့မလက်လုံးဝထားနိုင်မှာမဟုတ်တော့ကိုမှဒီနာရီဘာမှလည်းလုံးဝမရကိုကဒီနေ့ခုနရုံးမပြန်လာပင်ပန်းနေရအရင်ပင်ပန်းနေကိုအိမ်ပြောပြန်အိမ်မပြောဘူးပေါ့နော်ပြောဒီချိန်အိမ်လာရင်ကိုညာနှစ်နာရီလောက်ကြီးပြန်နိုးပြီးတော့တညလုံးထားနေရမှာဖြစ်တယ်နော်ပြန်မနေနော်ကိုစဉ်းစားမိကိုပြန်မစေအရာတွေနဲ့တခြားသူတွေပြန်မစေအရာတွေနဲ့တော့တူမှာမဟုတ်ဘူးပေါ့နော်တကယ်ချင်းလေးကိုပြန်စီတယ်ကားလေးကြရင်လူလေးကတူနဲ့တူခရုစိုက်တဲ့ပုံစံမတူကြမတူတော့ကိုတယောက်ကိုတယောက်1500ပဲဖြစ်ဖြစ်928ပဲဖြစ်ဖြစ်132ပဲဖြစ်ဖြစ်ချစ်ချင်းမြတ်တာကို express လုပ်ပုံလည်းမတူတချို့ကဖော်ပြတယ်တချို့ကမဖော်ပြတချို့ကငြင်းငြင်းမှုတွေနဲ့ဖော်ပြတယ်တချို့ကဒေါသတွေနေဖော်ပြတယ်တချို့ကစိုးရိမ်ပူပန်မှုတွေနဲ့ဖော်ပြတယ်အဲ့လိုပေါ့ဖော်ပြမှုတွေမထူတဲ့အခါမှာဖတ်လိုက်တဲ့လူရဲ့နားလည်မှုတွေမှာပေါ့နော်ဒီသူဖော်ပြနေရမပါဘူးဆိုရင်လည်းမြင်မှာမဟုတ်ဘူးပေါ့နော်ကိုဆိုဒီနေ့ကိုကအဲ့လိုကိုခင်တဲ့လူတွေဆိုကွာလို့အရန်စကားပြောခြင်းနဲ့ပြောပြခြင်းနဲ့ကိုလိုပေါ့နော်တေးမမလေးရာစကိုအရင်ပြောချင်တယ်ကိုမပြောရမနေနိုင်ကိုအရင်ခင်နဲ့အမကိုလည်းကိုကတော့ပြောချင်တယ်အမေကိုကလေ
တူစိတ်မကောင်းများဖြစ်တော့မလားလို့ဆိုပြီးတော့စားတာမဖို့ဖြစ်ပြီးတော့လည်းစားမဖို့တော့လို့ကိုချင်းချင်းမခင်တော့ဘူးလားဆိုပြီးတော့စိတ်မကောင်းဖြစ်မှလည်းစိုးပြန်ကိုခဏနေတော့သူစားတော့ပို့မယ်ဒါပေမဲ့သူကိုပြင်မနဲ့အကြောင်းတွေမပြောပြချင်အဲ့လိုဆိုတော့သူစိတ်ပူပါဆိုရန်ဆိုရင်ကိုကဒီလိုချင်းနေဆိုရင်မိုးနေရှင်နေအခုအရန်ပြင်မလို့တင်တယ်မိုးချင်တာမိုးလို့မရနေကြီးလေးရောနည်းနည်းဝဲပါတယ်ကိုခေါင်းထဲမှာခဏပေါ်လာရဲ့ question က Did I really try my best to protect the ones that I love? I think that is how I love people. I try to protect them. ပုံနာလေချစ်ချင်မြတ်တာကကိုကသူတို့ဦးတယောက်ကိုချစ်တယ်ဆိုရင်ဒီလူတွေကိုဘေးအန္တရာယ်ကနေကာကွယ်ပေးရမယ်ရှိသမျှအစိုးရအနေပေါ့နော်ဒီလူတွေဒုက္ခရောက်မဲ့အနေအထားတွေမဖြစ်အောင်ဖြစ်ရင်တော့မှရောပါတတ်အောင်ကိုကကူညီရမယ် I feel like it's my responsibility to protect the ones that I love at all တကယ်လို့ကိုဒီနေ့လည်းစကားအများပြောရလို့လားမသိဘူးကိုရဲ့အတန်နည်းနည်းလေးနာနေဒါမှကိုတချင်းဆိုလိုက်တယ်ပေါ့နော်ဒီချင်းဆိုပဲနော်ကိုလည်းတကယ်မကြောက်တော်မကြောက်တတ်တယ်မှပါတကယ်ကိုလို့တကယ်ဆိုတာမှလေကိုချောင်းနေလဲကိုချောက်လို့ချောင်းမှန်းတိမှမဟုတ်ပါဘယ်လိုမျိုးကိုအာရုံနဲ့ကိုဆိုကိုအဲကွန်ဖွင့်တာအဲကွန်ရဖို့ရှာမတွေ့အတွေ့ပြီပိတ်လိုက်ပြီအဲ့တော့ကိုကလာပြောနေရကိုလက်ထုံးလေးတောက်အိတ်တဲ့ကိစ္စကိုစဉ်းစားကိုတော့ကိုအရန်ဆိုးပဲပါမိတနေတာအဲ့မလဲတူနေနေများကိုတောက်တာကြာလာလို့ပါလို့အဲ့ကိုနည်းနည်းတော့ခက်လန့်ဖြစ်လာတယ်ပေါ့နော်ကိုအဲ့လိုကိစ္စတွေတွေးပူတယ်ကိုတွေးပူရတယ်မတည့်ရမပါအဲ့တော့ပင်ပန်းနေဒါပေမဲ့အဆင်ပြေနေတယ်
is never fair. Life got a bit of my favorite mama. Also, I don't think there is such a thing as happily ever after. Okay, ဒီနေ့တော့မနှောပြတ်သွားပြီ။ဘာလို့အလားဆူနေရလဲ။ရောက်ကကြည့်အောင်နေပြီ။တော်တော်ဆူ။ဟုတ်။ဟုတ်တယ်ဘဝကမတရားဘူးအဲဆိုဘာကြောင့်တရားတွေကိုလည်းလုံးမနေရမလဲဆိုတော့ဘဝမှာကိုယ်နဲ့အဆင်ပြေဆုံးကိုယ်နဲ့အဆင်ပြေဖို့အလိုအဆုံးအရာကကိုယ်စိတ်ပဲကိုယ်ရဲ့လိပ်ပြာကိုကိုယ်လုံးနေဆိုရင် your butterfly covers yourself okayဒီနေ့ကအရှမ်းကိုမှောင်မင်းအဲ့တော့ကိုကအဝါရောင်ပန်းပွင့်လေးနည်းနည်းထိမယ်ကြည်ပြရောင်ဖတ်ဖို့တတိယလေမပြေတော့ဆူတောင်းတွေစကူကျဲလေးတွေကျွန်တော်ထဲခေါက်နေတော့မယ်လူကြီးမောင်ရဲ့ you know ခလေးကြရင်ကိုရောလေကိုရှိမှာလူကြီးငုတ်တုတ်ရှိနေလေအဲ့ဒီလူကိုကြိုးပြီးလွှမ်းရတယ်အဲ့လူမရှိရောရင်ဘယ်လိုနေမလဲဆိုပြီးကြိုးပြီးလွှမ်းရတာမျိုးအရင်တော့ကိုရခဲ့ good memories တွေကိုပြန်လွှမ်းရတာမျိုးတတိယလို့ရတယ်လားအခုရောဘာထူးလဲသိချင်ပါတယ်လို့မကြာခဏရေရွတ်နေပြီးအင်းရှိမီကောလက်မယ်ဘန်းဝါဝါလေးစိုက်ရင်တစုံတစ်ယောက်ကိုလွမ်းနေခြင်းသေးတာတဲ့လူရိပ်မောင်ရဲ့ကျွန်တော်ကဘာနေမှာမပွင့်နိုင်လေသူကကျွန်တော်အမြဲချစ်ရတယ်လာဗန်ဒါလေးဖြစ်နေအောင်မှာပါပဲကိုချိုင်ဆုံးပန်းဘာပန်းလဲခုလောလောဆယ်ရော for day to day ကိုကနေရှင်နေကြိုက်တယ်ပန်းနေအားလုံးကလာတာပဲလေအားလုံးကလာ you really can't go and compare them ဒီလားကိုလေးကစဉ်းစားမိရရှိတယ်ဘယ်လိုပေါ့နော်လူတွေလန့်လန့်မိတဲ့အရာမှာပွင့်တဲ့ပန်းလေးတွေကအကိုင်ခံရတယ်အခုခံရတယ်တူရစိတ်ဓာတ်ခံရဖို့အဲ့တော့ဒါမဲ့လူတွေ appreciate လုပ်တာလည်းခံရတယ်ထားလိုက်တာဆိုပြီးတော့နော်ဝေးလိုက်တာဆိုပြီးတော့
အကိုင်မခံနိုင်အတိမခံနိုင် vulnerable ဖြစ်မခံနိုင်တဲ့ဟုံးပြီးမှတက်ပွင့်လေအားဆိုရင်လည်းသူ့ဘာမှလည်းနီးကကနေရော appreciate လုပ်နိုင်တော့မှာမဟုတ်တို့ရစိတ်တာခုရလည်းမခံရတော့ဘူးပေါ့ချစ်ချင်းမြတ်တာဆိုတာတဲ့တစ်ချိန်စိုက်ပြူမိရင်တစ်သက်လုံးရှင်သန်နေမယ်လို့ကျွန်တော်ထင်ခဲ့ရလေခုတော့အချိန်မရွေးကြကြသွားနိုင်တဲ့ဆုံးကလေးမှန်သိခဲ့ရပါပြီဝေးမဝေးမင်းကြိုက်တဲ့ကြပြစရာမင်းကြိုက်တဲ့စာအုပ်မင်းကြိုက်တဲ့တချင်မင်းကြိုက်တဲ့အဆူရောပြီးတော့မင်းမကြိုက်တဲ့ကောင်းမလေးလွေမောင်လေးကျွန်တော်အိတ်ဆေးတွေစီလည်းရောက်ဖို့ရယ်ခေါမိုးစုံတွေစီလည်းရောက်ဖို့ရယ်ခင်ဗျားတော့ကျွန်တော်စီရောက်လာခဲ့တာပါဘယ်မှာရှာမှမသိတယ်ကျွန်တော်ခင်ဗျားကပြန်ရှာတွေ့ခဲ့တာပါခုဆိုခင်ဗျားရှိနေရဆိုရယ်စိတ်ကလေးပိုက်လို့ကျွန်တော်ကလောကဒန်စီတစ်ခေါက်ပြန်ရောက်ခဲ့ပါပြီလူအိမ်မှာဝဲငါကတရားတွေနဲ့အမောင်တို့တွေနဲ့အရာရာကိုကြောခိုင်းပြေးခြင်းနဲ့စိတ်တွေနဲ့ပြတ်ကျနေတဲ့လူသားပါပဲဒီလိုပိတ်သိမ်းထားတဲ့ကြောင်လေးအထီးကလေးတစ်လက်ကိုမင်းဟာတရုတ်တရားဖွင့်ဆောင်ပေးခဲ့သူပါပဲကျေးဇူးတင်တယ်အလင်းရောင်တွေအတွက်ကျေးဇူးတင်တယ်လက်တွေကိုကမ်းပေးခဲ့တဲ့အတွက်ချစ်ရင်ကဘာမီယာလီမင်းတို့တွေ့ခဲ့ပြီးတဲ့နောက်တော့ရှင်သန်ခြင်းစရာကောင်းတော့အောင်ပြန်လည်လာပါလာခဲ့တယ်တကယ်ရလေဘယ်လိုမျိုးလဲဆိုတော့မိသားစုတစုမှဆိုရင်ကိုကဘယ်ဟာမျိုးပို့ပြီးတော့ appreciate ဖြစ်မလဲဆိုတော့ချစ်ချင်းမြတ်တာပြောပါရနော် I will die for you ဆိုရဲချစ်ချင်းမြတ်တာထက် I will live for you ဆိုရဲချစ်ချင်းမြတ်တာကိုပို့ပြီးတော့တော့ကြရဲလူချင်းမိဘယ်လိုမျိုးလဲဆိုတော့ချစ်ချင်းမြတ်တာကလူတယောက်ကိုရှင်သန်စေလို့ပဲဥပမာအိမ်တိုင်းမှာဆိုရင်လူငယ်မိသားစုချစ်တဲ့ဖခင်တယောက်ကပေါ့နော်အဲ့လိုပေါ့သူကျမရေးဒီကိုက်စီမဲ့ဆေးလေးတွေရက်ဒီအလွန်ကျွန်းတောက်နေရမေးအစားပေါ့နော်ပါပဲလို့ပေါ့နော်သူကျမရေးထိခိုက်အောင်လုပ်တယ်ရဲ့အစား maybe like just eating a lot suffering from obesity အဲ့လိုမျိုးကွာကိုပြီးမဆိုင်ပဲနဲ့နေမဲ့အစားတကယ်တမ်းကိုမိသားစုချစ်တယ်ဆိုရင်ဒီဖခင်တယောက်ကနေတိုင်းကျမကြီးလိုက်စားမယ်
မိသားစုနဲ့အကြိုက်နေနိုင်အောင်ကြိုးစားမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့နေမှာကွာတင်တယ်ဒီကဗျာလေးကကိုခဏဖတ်ဖို့လေဒါပေမဲ့ကိုသဘောကျလို့ပြန်ဖတ်တယ်အဝါရောင်ပန်းပွင့်များဆိုရဲကဗျာစာအုပ်က it's my favorite now I'm not going to say how much I like reading Mawen again so reassuring ဖြစ်တဲ့ကဗျာလေးပေါ့နော်ကျွန်တော်ကဒီနေရာလေးမှာပဲရှိမယ်ရှေ့ကိုလည်းအတင်းတိုးလာမှာမဟုတ်တယ်လို့နောက်လည်းဆုတ်စရာမရှိဘူးတည်ရမဟုတ်လားဒီနေရာလေးတွေခမရလမ်းခေါ်တဲ့အခါကြားဖို့ခမရလက်တွေကန်တဲ့အခါစုပ်ပန်ပေးထားဖို့ပေါ့ဒီနေရာလေးမှာကျွန်တော်အမြဲရှိနေပါမယ်လူရိမ်မဝင်အခန်းသို့မဟုတ်အိမ်လေးတစ်လုံးမှာပဒံပေါက်တစ်ခုလိုတယ်အလင်းမြမြတွေရဖို့ပန်းရနံ့တွေရဖို့မိုးကြီးဆက်တွေကိုရေးဖို့ပေါ့မင်းဟာကိုအတွက်တော့ပဒံပေါက်ကလေးပဲမင်းစီကအလင်းတွေရခဲ့ပန်းရနံ့တွေရခဲ့ငါကဘာတစ်ခုလုံးမှာမိုင်းပြမှုတွေပြည့်လွတ်သွားခဲ့တယ်။လွယ်မဝဲဝေးကြမယ်ဆိုရင်တော့မတော်တဆဝေးသွားကြမယ်ဆိုရင်တော့မင်းပြန်တွေ့တိုင်းနာကျင်စီမဲ့ဆူလေးတစ်ချောင်းတော့မဖြစ်ချင်ဘူးချစ်ချင်းမြတ်တာရဲ့လို့မင်းရေရုံမိတိုင်းမှာငါကလှပတဲ့စာမျက်နှာလေးတစ်ခုသာဖြစ်ချင်တယ်မင်းထိတ်ထဲမှာငြိမ်းချမ်းတဲ့ဘုဒ္ဓရုံလေးတစ်ခုလိုသာရှိနေချင်တယ်မနှက်ဖြန်တွေကိုမမြင်ရပေမဲ့ပစ္စုပန်မှာတော့မင်းကိုငါမရှိသမျှအကောင်းဆုံးတွေသာပေးချင်တယ်မင်းနှလုံးသားကိုလွေထွေးစေချင်တယ်မင်းလာမယ့်လမ်းလေးတိုင်းမှာငါစောင့်ကြိုနေချင်တယ်ချစ်ကြီးအားလေမင်းတို့ဆိုချိုးကြည့်တော့တချင်လေးတစ်ပုဒ်သာအမြင်ဖြစ်လိုပါတယ်မင်းကြီးကြည့်တိုင်းစိတ်ပျော်ရွှင်စေတဲ့ရှင်နေအထိမွေးပြန်စီမယ်ကျူးစနာပန်ပွန်လေးလို့ရှိနေချင်ပါတယ်ကံကော်ရီပေးတဲ့ဆိုတာလေခိုင်ကြည်မှုနဲ့ချစ်ချင်းမြတ်တာကိုပေးတာမတည်သောတစ်ပင်လေးကိုပေးတာမဖောက်ပြသောသစ္စာတရားကိုပေးတာအချီကံကောပန်းလေးတွေရရင်လေပြောပါစေယောက်ကများအဝါရောက်ပိုင်းစာတွေဖြန့်ဝေခဲ့ရဆိုရင်ပျော်ရွှင်ခြင်းကိုလက်ဆင့်ကမ်းတာပဲတဲ့တွေးမှဝင်အဲ့နေရာငါချစ်တဲ့အဝါရောင်ပန်းနေရာမင်းမျက်ဝန်းမှာပွင့်နေခဲ့မင်းရောက်လာခဲ့ပုံကစမ်းချေ
ပရင်ပေါက်ကလေးရုတ်တရက်ထားပွင့်သွားသလိုအကြိုက်ဆုံးသချင်းတစ်ပုဒ်ရုတ်တရက်ကြားလိုက်ရသလိုပျောက်သွားခဲ့တဲ့နှစ်ချက်ကျိုးကလေးပြန်ရှာတွေ့ရသလိုအခြေပြန်လှည့်ပြေးဖို့တတိယအချိန်မှာငါခြေထောက်တွေကမင်းနဲ့နမိတ်မှာဤတွင်နေခဲ့ပါပြီချစ်တယ်ဆိုတာအဝါရောင်ပန်းလေးပွင့်လာပါပဲမင်းကိုပျော်စီရွှင်စေချင်ပါတယ်လူအိမ်မှာဝဲမသိစီ sorry မသိစီနိုင်လိုက်တဲ့ဆက်ဆံရေးတွေဆက်ချီမထားနိုင်တော့တဲ့ကြိုးတွေတင်းနေလိုပါပဲချစ်ရဲ့ရေးကြည့်နေုံပဲတတ်နိုင်ပါတယ်ဝေးဝေးပြေးမြင်မြင်ပြန်ပျော်ပျော်နေပါကွယ်လူအိမ်မောင်ပဲကိုကလီလီပန်းတွေတော့မကြိုက်ဘူးပြူပြူပြဲပြဲနဲ့တအားပွင့်လို့လေလှပါတယ်လှမဟုတ်ကိုမကြိုက်တာပြောဒါပေမဲ့မုန်းတာမဟုတ်ပါโอเคဒါနောက်ဆုံးကြပြလေးပေါ့နော်ချစ်တယ်ဆိုရဲနေရာလေးမှာရက်တက်နေမောနေရတာအကောင်းဆုံးပဲနေပြီးမှပြန်ဝေးရတာထက်ရောက်ပြီးမှပြန်လာရတာထက်ရက်နေလိုက်တာကတရားပူနေမှာပဲမမုန်းဖို့အတွက်ဆိုမချစ်ဖို့လိုတာပေါ့မဝေးဖို့အတွက်ဆိုမနီးဘူးလိုတာပေါ့ချစ်ရဲ့အဲ့ဒါတော့ဟုတ်တယ်နော်ဝေးတယ်ဆိုတာနီးပြီးမှဖြစ်လာတဲ့အကြောင်းတရားလေးကိုရဲ့တငယ်ချင်းတွေအားလုံးအဆင်ပြေကြပါစေဘယ်အရာမဆိုအဆင်ပြေပြေအလွယ်တကူချောချောမွေ့မွေ့နဲ့လုပ်ကိုင်နိုင်ကြပါစေစိတ်အနှောက်အယှက်ဖြစ်စရာတွေကြုံလာရင်တော့မှစိတ်အနှောက်အယှက်မဖြစ်ကြပဲ
ခက်မြန်မြန်ပဲကြိုးလွားနိုင်ကြပါစေညကြရင်ကောင်းဦးနဲ့ကောင်းတဲ့ထိတာနဲ့တချို့ရဲအိပ်ပျော်သွားကြပါစေအိပ်ပြီးသွားတဲ့အခါကျရင်လည်းအိမ်မက်ဆိုရမမတ်ပဲနဲ့အရင်ကလာပါတယ်အိမ်မက်လေးဒါမှတ်ကြပါစေအိမ်စနာယူတဲ့အချိန်မှာခန္ဓာကိုယ်စိတ်ကလေးပါတက်တောင့်တက်တာဖြစ်နေကြပါစေမနက်နိုးလာတဲ့အခါစိတ်ကလေးဟာကြည်နေပြီးတော့အားအိမ်အပြည့်နဲ့နိုးထလာကြပါစေမနက်စာကိုအေးအေးဆေးဆေးစားချင်ရကြပါစေတညတာပါအဆင်ပြေချုံးမွေးကြပါစေ I'm sending a lot of love to all of you guys including me myself everyone နောက်နေ့ပြန်တွေ့ကြမယ်နော်